မင်္ဂလာပါရှင်ဒီနေ့မှာတော့ Ferrari ကိုပြိုင်ဆိုင်မှုအတွက်စူပါကားအမတ်တစိတ်ဖြစ်လာခဲ့တဲ့ Lamborghini ကားအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ် Lamborghini ကိုတည်ထောင်ခဲ့တဲ့သူက Ferruccio Lamborghini ဖြစ်ပါတယ်သူကစူပါကားအင်ဂျင်နီယာတော့မဟုတ်ပါဘူးသူကစက်မှုလုပ်ငန်းရှင်အထူးသဖြင့် Lamborghini Trattori ဆိုတဲ့ထွန်းဆက်ထုတ်လုပ်ရေးလုပ်ငန်းနဲ့အောင်မြင်နေတဲ့လူတစ်ယောက်ပါFerruccio ကတော့ luxury sport ကားတွေကိုကြိုက်နေတဲ့သူဖြစ်ပေမဲ့လည်းသူ့ရဲ့ကြိုက်ဆုံးကတော့ Ferrari ပဲဖြစ်ပါတယ်။တနေ့မှာတော့ Ferruccio Lamborghini ဟာသူ့ရဲ့ Ferrari ကားမှာကလပ်ပြဿနာဖြစ်ပေါ်လာခဲ့ပါတယ်။သူက Enzo Ferrari ကိုကားရဲ့ clutch quality ပြင်ဆင်နိုင်ဖို့အတွက်အကြံပေးခဲ့ပါတယ်။ဒါပေမဲ့ Enzo Ferrari ရဲ့တုံ့ပြန်တဲ့စကားက Ferruccio ရဲ့မာနကိုထိခိုက်သွားစေပြီးတော့ Ferrari ကိုကျော်နိုင်မဲ့ကားရန်တစ်ခုကိုဖန်တီးဖို့အတွက်ဖြစ်စေခဲ့ပါတယ်။ဒါကြောင့်1963ခုနှစ်မှာ Ferruccio Lamborghini ဟာ automobile Lamborghini ကိုတည်ထောင်လိုက်ပါတယ်။ Lamborghini ရဲ့ပထမဦးဆုံး model 350 GT ကိုမိတ်ဆက်ရာကနေတခါရဲနဲ့ Ferrari လောကတွေကိုဝင်ရောက်နိုင်ခဲ့ပါတယ်။1966ခုနှစ်မှာတော့ Lamborghini Miura ကိုမိတ်ဆက်လိုက်တဲ့အချိန်မှာကားလောကတစ်ခုလုံးလက်ပြန်သွားစေခဲ့ပါတယ်။ Miura ဟာ mid engine ၄ ယောက်ကိုအသုံးပြုတဲ့ပထမဦးဆုံး sport ကားဖြစ်ပြီးယနေ့ထိတိုင်ကမ္ဘာရဲ့ပထမဦးဆုံး real sport ကားလို့ခေါ်ခံနေရဆဲဖြစ်ပါတယ်။ဒီကနေစပြီး Lamborghini ဟာ Ferrari နဲ့တန်းတူပြိုင်ဖြစ်လာခဲ့ပါတယ်။အခုပြပြပေးသွားတာကတော့ Lamborghini အမတ်တစိတ်ကဘယ်ကနေဘယ်လိုဖြစ်ပေါ်လာရဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ All the time we have